ဆက်ဆံရေးတစ်ခုမှာနောက်မီးလေးနေကြောင်းသိနိုင်တဲ့အချက်၃ချက်အေးဆက်လာခြင်းသမီးစားဆက်ဆံရေးတွေဟာအချိန်ကုန်လာတာနဲ့အမျှအေးဆက်ရမယ့်ဆက်ဆံရေးမဟုတ်ပါဘူးပို့ပြီးတော့နှွေးတဲ့နှွေးလာရမယ့်ဆက်ဆံရေးဖြစ်ပါတယ်ဒါပေမဲ့တင်းရဲ့ချစ်သူနဲ့စကားဝိုင်းမှာအရင်လိုပျော်ရွှင်စရာမကောင်းနေတော့ဘူးဆိုရင်သတိထားပြီးတော့စောင့်ကြည့်ဖို့လိုအပ်ပါတယ်စကားများတာအချိန်ကြီးစိတ်လာခြင်းအခုရက်ပိုင်းမှာချစ်ရသူနဲ့စကားပြောရတာစိတ်ရှုပ်ဖို့ကောင်းနေတယ်စကားလေး၃ခုလောက်ပြောပြရင်ကိုတစ်ဖက်ကစိတ်တူစားပြုနေပြီသူနဲ့စကားပြောရမှတောင်ကြောက်လာတယ်လို့ခံစားရပြီးဆိုရင်အရင်ဆုံးစိတ်ကိုငြိမ်ငြိမ်ထားပြီးပြောနေကြချစ်စကားနှစ်ခုပြောကြည့်ပါဒါကမှတစ်ဖက်ကအရှိန်လျှော့မလာသေးဘူးဆိုရင်စိတ်ကိုပြင်ဆင်ထားလို့ရပါပြီသူအစ်စ်တွေ့နေရပဲဖြစ်ပါတယ်ဘေးစကားတွေဟာအလကားပေါ်လာခြင်းမဟုတ်ပါကာယကံရှင်နှစ်ယောက်တက်ပို့ပြီးဘယ်သူမှကိုယ့်ရဲ့ဆက်ဆံရေးကိုသိမှာမဟုတ်ဘူးဆိုတာလက်ခံရမယ့်အရာတစ်ခုပါဒီလိုပဲပတ်ဝန်းကျင်ကလူတွေဟာလည်းကိုလိုနှစ်ဦးကိုပဲလဲပတ်ပြီးအလုပ်လုပ်နေတာမဟုတ်ပါဘူး။ဒါကြောင့်ကိုချစ်သူနဲ့ပတ်သက်ပြီးအကြောင်းအရာတချို့ကိုလည်းဖန်တီးပြောနိုင်လောက်တဲ့အထိသူတို့မှအချိန်ရှိမနေပါဘူး။ဒီလိုအချိန်မရှိတဲ့သူတွေစီကသူ့ရဲ့သတင်းကိုကြားသိရတယ်ဆိုတာဆက်ဆံရေးမှာတေချာကန်တွေ့ရမယ့်အရာတစ်ခုရှိနေပြီဖြစ်လို့ပဲဖြစ်ပါတယ်။ဒီအချက်တွေကတခုခုကတင်းရဲ့အခြေအနေမှာညှိနေပြီဆိုရင်တော့အချိန်ပေးပြီးအမြန်ဆုံးအစီအစဉ်ပြောင်းဖို့အကြံပေးခြင်းပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။